ဒီလားတွေရဲ့သွေးဟာ Limulus amabicide lysate LAL လို့အမည်ပေးထားတဲ့ bacteria ပိုးမွှားသန့်စင်ဆေးတစ်မျိုးကိုထုတ်ယူရရှိနိုင်ပြီးအဲ့ဒီဆေးကိုတော့လူသားတွေရဲ့သွေးတရိတ်ဆန်တွေရဲ့သွေးတွေက bacteria ပိုးမွှားတွေကိုရှာဖွေစစ်ဆေးတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်။ဒီတစ်ခေါက်ပြောပြဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်း400ကျော်ကလေးကတည်ရှိခဲ့တဲ့သတ္တဝါဖြစ်ပြီးအပြာရောင်ရှားပါးသွေးကိုပိုင်ဆိုင်ထားတဲ့ပင်လယ်ရှင်နေသတ္တဝါဘီလာရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘီလာကောင်တွေကိုအင်္ဂလိပ်အခေါ် hot shoe crab မြင်းခွာကနန်းလို့လည်းခေါ်ကြပါတယ်။သူ့ရဲ့ပုံမှန်သက်တမ်းကလည်းမြင်းခွာနဲ့တူနေတဲ့အတွက်ဒီနာမည်နဲ့တော်တော်လေးတော့လိုက်ဖက်ပါတယ်။မြင်းခွာကနန်းလို့အမည်တွင်ပေမဲ့လို့သူတို့ဟာကနန်းမျိုးနွယ်တွေတော့မဟုတ်ကြပါဘူး။ဒါပေမဲ့လည်းအခွန်မှာရေသတ္တဝါအုပ်စုထဲမှာတော့ပါဝင်ပါတယ်။မြန်မာအခေါ်အနေနဲ့ကတော့ဘီလာဒါမှမဟုတ်ကင်းဖို့ကင်းမတချို့ကလည်းရေပိုးလို့ခေါ်ကြပါတယ်။ဘီလာတွေဟာဒိုင်နိုဆောတွေရှိခဲ့စဉ်အခါလွန်ခဲ့တဲ့နှစ်သန်းပေါင်း450ခန့်ကလေးကရှိခဲ့ကြတာဖြစ်ပြီးရေငန်ဒေသနဲ့ရေချိုရေငန်အဆက်ဒေသတွေမှာအများဆုံးတွေ့ရတတ်တယ်လို့အများအပြားကတော့ပင်လယ်ထဲမှာပဲနေထိုင်ကျက်စားတတ်ကြတာပါကင်းဖို့ကင်းမလို့ခေါ်ကြတဲ့ဘီလာတွေကဘယ်တော့မှတကောင်နဲ့နေလေမရှိကြပဲအောက်ချင်းငှက်ဖို့ငှက်မလို့ကိန်းနီကိန်းနီအောင်မောင်းနှံလို့အတူရှင်တွဲလို့နှစ်ကောင်ထပ်ပြီးနေလေးရှိကြပါတယ်အမကအထီးထက်အရွယ်အစားအဖြစ်ပိုကြီးပြီးဘီလာဥတွေကိုစားသုံးကြတဲ့ဈေးကွက်ကြောင့်ဘီလာအမတွေကိုဖမ်းယူလေးရှိကြပါတယ်။ဘီလာတွေကအထီးအမအမြဲတမ်းတွဲနေတတ်တာဆိုတော့တချို့ကဘီလာစုံတွေကိုဖမ်းမိသွားပြီဆိုရင်အထီးကိုခွာယူပြီးတော့ပင်လယ်ထဲပြန်ပြီးပြစ်ချတတ်ကြပါတယ်။ဒီအခါမှာအထီးကောင်တွေကဘီလာအမကိုပင်လယ်ရေနှောက်ကြည့်သွားအောင်ကိုပြန်လည်ရှာဖွေကြပါတော့တယ်။အစတော့ကတော့ဥကိုပဲစားသုံးကုန်အဖြစ်ရောင်းချနေရကနေအခုနောက်ပိုင်းမှာတော့အသားရောဥပါလူကြိုက်များလာတဲ့အပြင်ပြင်ပဈေးကွက်တွေမှာပါတွင်ကျင်လာတဲ့အတွက်ထောင်ချောက်တွေပိုက်ကွန်တွေနဲ့အဖိုရောအမပါအကုန်လုံးဖမ်းယူလာကြပါတယ်။ထိုင်းမှာတော့ဘီလာကိုမိုင်းဒါလို့ခေါ်ကြပြီးဘီလာဥကိုတော့ခိုင်မိုင်းဒါလို့ခေါ်ကြပါတယ်။ဘီလာအမအခွန်ရဲ့ပတ်ပတ်လေးမှာဥတွေအပြည့်ပါပြီးတော့ဘီလာဥကလူကြိုက်လည်းများပါတယ်။ဘီလာဥကတာကူစစ်အရွယ်အဝါရောင်ရှိပြီးတော့စိတ်နဲ့အရာသာရှိပါတယ်။ဘီလာဥကိုစားသုံးမယ်ဆိုရင်အကြောအချင်တက်တာကိုတက်တာစေတယ်လို့လည်းဆိုကြပါတယ်။လူတွေကဘီလာတွေရဲ့ရှည်လျားပြီးပါးလွှာချွန်ထက်နေတဲ့အမိကြောင့်အန္တရာယ်ရှိတဲ့ပင်လယ်ရေသတ္တဝါအဖြစ်မြင်တတ်ကြပေမဲ့လို့အမှန်တကယ်ကတော့သူတို့ရဲ့အမိကအဓိကအားဖြင့်သူတို့ပက်လက်လန်သွားတဲ့အချိန်မှာတဖန်ပြန်မှောက်ခါငကုတ်အနေအထားရရှိဖို့အတွက်ကိုပဲအသုံးပြုလို့ရတာဖြစ်ပါတယ်။ငါးဖက်ပိုက်ကြားမှာပါလာတတ်တဲ့ဘီလာတွေကအမီးနဲ့ထိုးတတ်တဲ့အတွက်ဖမ်းရခတ်လို့အနုမြူမီးချောင်းတွေနဲ့ထောင်ပြီးတော့ဖမ်းတတ်ကြပါတယ်။ဘီလာတွေရဲ့အစာကငါးငယ်ကလေးတွေကနန်းပေါက်လေးတွေနဲ့ပင်လယ်ရေမော်တို့ပဲဖြစ်ပါတယ်။ဘီလာတွေရဲ့ထူးခြားတဲ့အချက်ကတော့အရှားပါဆုံးဖြစ်တဲ့အပြာရောင်သွေးတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီးအဲ့ဒီသွေးကအလွန်အဖိုးတန်လှပါတယ်။ဘီလာတွေရဲ့သွေးဟာ Limulus amabicide lysate LAL လို့အမည်ပေးထားတဲ့ bacteria ပိုးမွှားသန့်စင်ဆေးတစ်မျိုးကိုထုတ်ယူရရှိနိုင်ပြီးအဲ့ဒီဆေးကိုတော့လူသားတွေရဲ့သွေးတရိတ်ဆန်တွေရဲ့သွေးတွေက bacteria ပိုးမွှားတွေကိုရှာဖွေစစ်ဆေးတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်။မြန်မာယူအစားနဲ့ဆိုရင်တော့ဘီလာအမီးကိုတံမယာသီးမှာထိုးလိုက်ပြီးတော့လူခြေထောက်မှာတစ်ဆက်ဆက်ထိုးခြင်းအပြင်ကြွက်တက်တာအကြောတက်တာပျောက်ကင်းစေနိုင်တယ်လို့လည်းအယူရှိကြပါတယ်။ဘီလာတစ်ကောင်ကျွဲနွားတစ်ထောင်လို့အယူရှိကြတဲ့အတိုင်းဘီလာတစ်ကောင်ကိုနွားတင်းကုတ်ကျွဲတင်းကုတ်တွေမှာချိတ်ဆွဲထားလိုက်ရုံနဲ့ကျွဲနွားတွေယောဂဗျာကင်းဝေးစေတယ်လို့လည်းဆိုကြပြန်ပါတယ်။အနောက်နိုင်ငံတွေမှာတော့ဘီလာကိုမကောင်းဆိုးဝါးတွေကိုနှင်ထုတ်ပေးတဲ့အကောင်တစ်မျိုးအဖြစ်အယူရှိကြပြီးတော့တချို့အိမ်တွေမှာဆိုရင်မွေးမြူထားတတ်ကြပါတယ်။ဒါကြောင့် horseshoe crab လို့ခေါ်တဲ့အခွန်မရေသတ္တဝါဘီလာတွေဟာလူအကျိုးပြုရေသတ္တဝါဖြစ်တဲ့အလျောက်မျိုးတုံးပျောက်ကွယ်မသွားအောင်စနစ်တကျထိမ့်သိမ်းမွေးမြူဖို့အရေးကြီးလာပါတယ်။အခုဆိုရင်နိုင်ငံတော်အဆင့်ကာကွယ်ပေးတဲ့သတ္တဝါအဖြစ်ရှိနေပြီဖြစ်လို့အပြင်မှာဘီလာတစ်ကောင်နဲ့တွေ့ရင်ဖမ်းပြီးတော့စားသုံးဖို့ဒါမှမဟုတ်ရောင်းချတာမျိုးမလုပ်ပါနဲ့နော်။ဒီကနေ့တင်ဆက်ခဲ့တာကတော့လူသားအကျိုးပြုသတ္တဝါတစ်မျိုးဖြစ်ပြီးရှားပါအပြာရောင်သွေးတွေကိုပိုင်ဆိုင်ထားတဲ့ဘီလာတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။
ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူးတုဒဖြစ်ဖွယ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တယ်